သိပါသလား1969ခုနှစ်ဇူလိုင်လ20ရက်နေ့ကတစ်ကမ္ဘာလုံးအသက်ရှူအောင်ပြီးတော့စောင့်ကြည့်နေခဲ့ကြတာပါအပိုလို11ယင်ကြီးလာမျက်နှာပြင်ပေါ်ကိုဆင်းသက်ခါနီးမှာလောင်စာဆီကလည်းတဖြည်းဖြည်းနည်းလာနေပါပြီကဘာပေါ်ကထိန်းချုပ်ရေးစခန်းကလည်းရင်တထိတ်ထိတ်နဲ့ပေါ့နောက်ဆုံးမှာလင်းယုံရင်ဆင်းသက်ပါပြီလို့အတန်လွှင့်လိုက်တဲ့အချိန်မှာလူတိုင်းဝမ်းသာအားရအော်ဟစ်ခဲ့ကြပါတယ်ဒါပေမဲ့တကယ်အလှပဆုံးအခိုက်အတန့်ကအဲ့ဒီနောက်မှလာတာပါနေအန်စထရောင်းကလှေကားထစ်လေးတွေတိုင်းဆင်းသွားပြီးလမ်းမျက်နှာပြင်ရဲ့ဖုံမုံတွေပေါ်ကိုသူ့ရဲ့ဘယ်ဘက်ခြေထောက်အသာလေးချလိုက်ပါတယ်အဲ့ဒီချိန်မှာသူပြောခဲ့တဲ့စကားကအခုထိနားထဲမှာဆွဲနေကြတုံးပါပဲဒါဟာလူသားတဦးအတွက်သေးငယ်တဲ့ခြေလန်းတလန်းဖြစ်ပေမဲ့လူသားမျိုးနွယ်တစ်ရက်လုံးအတွက်တော့ကြီးမားတဲ့ခုံပြန်ကျော်လွှားမှုကြီးတစ်ခုပါပဲလာကဘာပေါ်မှာအလင်းမောင်ကတကယ်ကိုထူးခြားပါတယ်လေထုမရှိတော့ကောင်းကင်ကြီးကမှောင်မဲနေပေမဲ့မြေပြင်ကတော့အရန်ကိုလင်းထိန်နေတာပါသူတို့ဟာအမေရိကန်အလံကိုစိုက်ထူခဲ့ကြပါတယ်ကြောက်ခဲနမူနာတွေယူခဲ့ကြပါတယ်ပြီးတော့အဝေးကနေမြင်နေရတဲ့ကဘာမြေကြီးရဲ့အလှကတော့ဘာနဲ့မှမလဲနိုင်အောင်ပါပဲဒါဟာသိပ္ပံပညာရဲ့အောင်ပွဲတင်မကပဲလူသားတွေရဲ့မဖြစ်နိုင်တာကိုဖြစ်အောင်လုပ်နိုင်တဲ့ဇွဲလုံးလာကိုတက်တည်ပြခဲ့တာပဲဖြစ်ပါတယ်